Infinite ရေခါမှပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ဂျပန်စူပါဟီးရိုးဇလန်တပုတ်ဖြစ်တဲ့ Inuyashiki ဆိုတဲ့ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ် Ichiro Inuyashiki ဆိုတာမိသားစုကိုအကောင်းဆုံးထောက်ပံ့ပေးဖို့ကြိုးစားနေတဲ့တာမန်ကုမ္ပဏီဝန်ထမ်းအဖိုးကြီးတစ်ယောက်ပါဒါပေမဲ့သူ့ရဲ့စေတနာကိုမိသားစုကအဖက်မလုပ်ပဲအမြဲတမ်းအောက်ခြေလွတ်အောင်နှိမ်ကြပါတယ်သူစုဆောင်းထားတဲ့ငွေလေးနဲ့မိသားစုအတွက်အိမ်တစ်တလုံးဝယ်ပေးခဲ့ပေမဲ့သားနဲ့သမီးကအိမ်သေးသေးလေးမို့လို့ဆိုပြီးစိတ်ပြက်လက်ပြက်ဖြစ်ခဲ့ကြပါတယ်တရက်မှာတော့Ichiro တယောက်လမ်းကြားထဲမှာလူတစုအလူခံရပြီးအရိုက်ခံနေရတာကိုမြင်ပေမဲ့ကြောက်လို့မကယ်ရဲခဲ့ပါဘူးဒါကိုသမီးဖြစ်သူမာရီကမြင်သွားပြီးသူ့ဖေကိုသုံးမကျတဲ့လူခင်းလူအဆိုပြီးနှာခေါင်းရှုပ်စိတ်ပြက်သွားခဲ့ပါတယ်စိတ်တက်ကြနေတဲ့ Ichiro ဟာလမ်းဘေးကအင်ချီမဲ့ခွေးလေးဟာနာကိုကောက်ယူမွေးမြူခဲ့ပါတယ်ဒီကြားထဲစစ်စစ်ချက်အရာသူဟာကင်းစားနောက်ဆုံးအဆင့်ဖြစ်နေပြီးအသက်ရှင်ဖို့လအနေငယ်ပဲလူတော့ကြောင်းတိလိုက်ရပါတယ်ဒီအကြောင်းကိုမိသားစုစီဖုံးဆက်ပြောဖို့ကြိုးစားပေမဲ့ဘယ်သူမှသူ့ဖုန်းကိုမကင်ကြပါဘူးဝမ်းနဲ့ပူဆွေးမှုတွေနဲ့သူIchiro တယောက်ခွေးလေးကိုခေါ်ပြီးပန်းချံထဲမှာငိုကြွေးနေတော့သူ့ရှိကခုန်တန်းရမှာဟီရိုဆိုတဲ့ចောင်းသားလေးတယောက်ထိုင်နေတာကိုသတိထားမိလိုက်ပါတယ်အဲ့ဒီနောက်မှာတော့ကောင်းကင်ကနေထူးဆန်းတဲ့အလင်းတန်းကြီးတစ်ခုကျလာပြီးသူတို့နှစ်ယောက်လုံးကိုထိမှန်ကနေရာတင်ပွဲချင်းပြီးတေဆုံးသွားခဲ့ပါတယ်ဒါပေမဲ့ထူးဆန်းတာကနောက်ရက်မှာIchiro ဟာတန်းကြံထဲမှာပဲပြန်နိုးလာခဲ့ပါတယ်မျက်မှန်မပါပဲအမြင်အာရုံတွေဆူရှာလင်းလက်နေတယ်လို့သူ့ရဲ့ခန္ဓာကိုယ်တစ်ခုလုံးဟာလည်းတွင်းထဲမှာလျှက်စစ်ပလန်တွေနဲ့တိဆောက်ထားတဲ့စွမ်းအားမြင့်ဆက်ရုပ်ကြီးဖြစ်သွားခဲ့ပါပြီတကယ်တော့ဂျိုသားတွေရဲ့ရင်တိုက်မှုကြောင့်သူတို့တေဆုံးသွားခဲ့ရလို့ဂျိုသားတွေကသူတို့ကိုလူသားစိတ်ခံစားချက်ရှိတဲ့ဆက်ရုပ်တွေဖြစ်ပြန်လဲအသက်သွင်းပေးခဲ့တာဖြစ်ပါတယ်Ichiro ဟာသူ့ရဲ့ဆက်ရုပ်အာယုံခံနိုင်စွမ်းနဲ့ခန္ဓာကိုယ်စွမ်းအားကိုသတိပြုမိသွားပြီးလမ်းဘေးကဒဏ်ရာရနေတဲ့ခိုးလေးတစ်ကောင်နဲ့ဆေးရုံကဝေဒနာပြင်းပြင်းထန်ထန်ခံစားနေရတဲ့ကလေးငယ်တစ်ယောက်ကိုကင်တွယ်ရုံနဲ့တင်ယောဂတွေပျောက်ကင်းအောင်ကုသပေးနိုင်ခဲ့ပါတယ်အခြားတစ်ဖက်မှာတော့Ichiro နဲ့အတူဆက်ရုပ်ဖြစ်သွားတဲ့ចောင်းသားလေးဟီရိုဟာသူ့ရဲ့စွမ်းအားကိုလက်ညှိုးနဲ့တင်လူတွေကိုပြစ်တက်နိုင်တဲ့လက်နက်တစ်ခုလိုသုံးချခဲ့ပါတယ်ဟီရိုဟာသူ့တငယ်ချင်းနာအိုယူကီရှေ့မှာကားတွေကိုစိတ်နဲ့ရွှေ့ပြသလိုကျောင်းကလူမိုက်တွေကိုလည်းတက်ပစ်ဖို့ကြိုးစားခဲ့ပါတယ်ဟီရိုရဲ့မိခင်ကတော့ဆင်းရဲတဲ့ဇပွဲတိုးတူဖြစ်ပြီးဖခင်ဖြစ်သူကတော့သူတို့ကိုပြစ်ပယ်ကနောက်အိမ်ထောင်နဲ့စီးစိမ်ခံနေရပါဒါကိုမခံမရက်နိုင်ဖြစ်တဲ့ဟီရိုဟာအပြစ်မဲ့တဲ့မိသားစုတစုရဲ့အိမ်ထဲကိုအဓမ္မဝင်ရောက်ပြီးလူတက်မှုတွေကျူးလွန်ခဲ့ပါတယ်ဟီရိုစိတ်ယူပေါက်ပြီးလူတွေတက်နေတာကိုသိသွားတဲ့တငယ်ချင်းနာအိုယူကီကသူ့ကိုဆက်မပေါင်းတော့ပဲလမ်းခွဲခဲ့ပါတယ်အဲ့ဒီနောက်ဟီရိုရဲ့မိခင်မှာကင်ဆာဖြစ်နေတာကိုသိလိုက်ရလို့ဟီရိုကသူ့စွမ်းအားနဲ့ကုသပေးခဲ့ပေမဲ့ရဲတပ်ဖွဲ့ကဟီရိုကိုလူတက်မှုတွေနဲ့လာရောက်ဖမ်းဆီးတဲ့အခါမှာတော့ဟီရိုကရဲတွေကိုတပ်ဖြတ်ပြီးထွက်ပြေးခဲ့ပါတယ်ဒီသတင်းတွေကြောင့်စိတ်ဆင်းရဲသွားတဲ့ဟီရိုရဲ့မိခင်ဟာကိုတက်တည်သွားခဲ့ပါတယ်မိခင်တေဆုံးသွားရတဲ့အတွက်အမျက်ဒေါသချောင်းချောင်းထွက်သွားတဲ့ဟီရိုဟာအင်တာနက်နဲ့ဖုန်းစကရင်တွေကတဆင့်သူ့အမေကိုမကောင်းပြောသူမှန်သမျှကိုလိုက်လံပစ်တက်ပါတော့တယ်နောက်ဆုံးမှာဟီရိုဟာတိုကျိုမြို့ရှိစမတ်ဖုန်းအားလုံးကို hack လုပ်ပြီးဂျပန်နိုင်ငံကိုစစ်ကြေညာကလူဦးရေတန်း120လုံးကိုအမြင့်ပြတ်တက်ပစ်မယ်လို့ကြေညာလိုက်ပါတယ်ဒီအခြေအနေကိုသိသွားတဲ့အဖိုးကြီးIchiro ဟာနာအိုယူကီရဲ့ကူညီတင် जा ပေးမှုနဲ့အတူလက်ညှိုးနဲ့ပြစ်ခတ်တဲ့နည်းပညာကိုမာစတာအဆင့်ထိန်းချုပ်နိုင်လာခဲ့ပါတယ်ဟီရိုကတိုကျိုမြို့ပေါ်ကိုဒုံးကျည်တွေနဲ့ပါပြစ်ခတ်တိုက်ခိုက်ပြီးမြို့ပြက်ကြီးဖြစ်အောင်လုပ်နေတဲ့အချိန်မှာIchiroကဟီရိုရှိရာမိုးပြန်တိုက်ပေါ်ကိုလိုက်လံတားဆီးပါတော့တဲ့ဆက်ရုပ်အချင်းချင်းကောင်းကင်ရံထက်မှပြင်းထန်စွာတိုက်ခိုက်ကြရင်Ichiroဟာဟီရိုရဲ့အားနည်းချက်ဖြစ်တဲ့ဆိုဒီယမ်ဓာတ်ပါတဲ့ရေကိုလှည့်စားပြီးတိုက်လိုက်တဲ့အတွက်ဟီရိုစွမ်းအားတွေလျော့နေပြီးမြေပြင်ပေါ်ပြုတ်ကျသွားခဲ့ပါတယ်တိုက်ပွဲအတွင်းIchiroရဲ့သမီးဖြစ်သူမာရီဟာအဆောက်အဦအပြက်စီးကြတဲ့ပိတ်မိပြီးတေလူမျောပါဖြစ်နေတာကိုIchiroကစွမ်းအားနဲ့ကယ်တင်ပေးနိုင်ခဲ့ပါတယ်အဲ့ဒီအချိန်မှာဒဏ်ရာတွေနဲ့ဟီရိုပြန်ရောက်လာပြီးမာရီကိုတိုက်ပေါ်ကနေပစ်ချလိုက်တဲ့အတွက်Ichiroအလွန်အမင်းဒေါသထွက်ကဆက်ရုပ်စွမ်းအားတွေရုတ်တရက်စတိုးပွင့်လာပြီးဟီရိုကိုအပြတ်သက်အနိုင်ယူကသမီးဖြစ်သူကိုကောင်းကင်ယံမှာဖမ်းထိန်ပြီးကယ်တင်နိုင်ခဲ့ပါတယ်ဒီဖြစ်ရဆိုကြီးအပြီးတစ်ပတ်အကြာမှာတော့သတင်းတွေကဟီရိုတေဆုံးသွားပြီဖြစ်ကြောင်းကြေညာခဲ့ကြပါတယ်တစ်ဖက်မှာလည်းမိသားစုရဲ့နှိမ့်ဆက်ခြင်းကိုခံခဲ့ရတဲ့အဖိုးကြီးIchiroဟာအခုတော့သမီးဖြစ်သူနဲ့မိသားစုရဲ့ချစ်ချင်းလေးစားအားကိုးခြင်းတွေကိုအပြည့်အဝရရှိသွားရင်းနဲ့ပဲဇလန်လေးပြီးဆုံးသွားခဲ့ပါတယ်